တေချာပေါက်နှစ်ပေါင်း80ကျော်အသက်ပိုရှည်နည်းနဲ့နည်းနည်းလုပ်ပြီးများများရမည်အလ်ဟမ်ဒူလ illah အရှင်မြတ်ကကုရ်အာန်ထဲမှာအမိန့်ရှိပါတယ်လိုင်လာတုလ်ကဒရီခိုင်ရွန်မင်အလ်ဖီရှာဟ်ထိုလိုင်လာတုလ်ကဒရညသည်လပေါင်း1000ထက်ပိုမြတ်သည်ကုရ်အာန်ဆူရာ90အာယတ်3လပေါင်း1000ဟာ83နှစ်နဲ့4လဖြစ်ပါတယ်အဲ့ဒီကောဒရညမြတ်တညဟာရမဒန်လနောက်ဆုံး10ရက်ထဲမှာရှိတယ်လို့တမန်တော်မြတ်ဆလ္လာလာဟူအလိုင်ဝါဆလမ်ကအမိန့်ရှိထားပါတယ်ကျွန်တော်တို့အဲ့ဒီတညကိုသာရလိုက်ရင်နှစ်ပေါင်း80ကျော်အသက်ပိုရှည်သွားတယ်လို့ပဲဖြစ်ပါတယ်ဒါကြောင့်တေချာပေါက်ရတဲ့ဤကတော့10ညစလုံးကိုညစဉ်လုံနိုင်သလောက်အတိုင်းအတာတစ်ခုနဲ့တတ်မှတ်ပြီးလှုပ်သွားရင်မရနိုင်စရာအကြောင်းမရှိတော့ပါညတညဆိုတာအချိန်အလွန်တိုတောင်းတဲ့အတွက်နည်းနည်းလှုပ်ပြီးများများရတဲ့အမှတ်လုံးရမျိုးကိုရွေးချယ်ပြီးလှုပ်ဖို့လိုပါတယ်နေ့ညမိမိအပေါ်မှာရှိတဲ့တာဝန်တွေကိုထမ်းဆောင်ပြီးတဲ့နောက်ညစဉ်အချိန်နာရီဝက်လောက်အချိန်ထုတ်လိုက်ပါကုရ်အာန်ဟာအမျက်ဆုံးဆိုတာမွတ်စလင်တိုင်းအကွဲအလွဲမရှိသိရှိယုံကြည်ထားကြပါတယ်ကုရ်အာန်ရဲ့အီလမ်အသိပညာသင်ယူခြင်းဟာအမျက်ဆုံးအမတ်လုံးရတွေတဲကတစ်ခုဖြစ်ပါတယ်ဒါကြောင့်10ညစလုံးညစဉ်နိုင်ဝက်လောက်အချိန်ကိုကုရ်အာန်ရဲ့အီလမ်အသိပညာအဓိပ္ပာယ်နားလည်အောင်သင်ယူလိုက်မယ်ဆိုရင်အချိန်နည်းနည်းလေးနဲ့အကျိုးများများရမှာဖြစ်ပါတယ်နာယီဝက်လောက်နဲ့လူတိုင်းကုရ်အာန်ရဲ့အီလမ်အသိပညာနားလည်အောင်သင်ယူနိုင်တဲ့အတိုင်းအတာကတော့ကုရ်အာန်တအာယတ်ဆိုရင်လွယ်လွယ်ကူကူနဲ့အဓိပ္ပာယ်နဲ့တကွသင်ယူလေ့လာကြက်မှတ်နိုင်ပါတယ်ဘယ်အသက်အရွယ်မှအခက်ခဲမရှိပါရရှိမဲ့အကျိုးကျေးဇူးကအကန့်အသတ်မရှိအလွန်များလာပါတယ်ဘယ်လောက်တောင်အကျိုးများလိုက်တယ်လဲဆိုရင်သိတဲ့သူနဲ့မသိတဲ့သူတူပါသလားလို့တောင်အရှင်မြတ်ကကုရ်အာန်ထဲမှာမေးမြန်းထားရတဲ့အထိပါပဲနားလည်ပြီးသားသူများလဲအကျယ်ကိုထပ်မံလေ့လာပါပြည့်သွားတယ်ဆိုတာမရှိပါအမြဲတမ်းထက်နေအောင်သွေးနေဖို့လိုပါတယ်ဒီနေ့ညကစပြီးနောက်ဆုံး10ရက်စတင်ဝင်တော့မှာဆိုတော့ကုရ်အာန်တအာယတ်ရဲ့အဓိပ္ပာယ်ကိုသင်ပြပေးလိုက်ပါမယ်လူတိုင်းအတွက်ဘယ်လောက်လွယ်ကူတယ်ဆိုတာလဲသိသွားရုံနဲ့မကဘူးညစဉ်အချိန်နာရီဝက်အတွင်းမှာပဲပိုင်နိုင်စွာသင်ယူတတ်မြောက်သွားနိုင်ကြောင်းလက်တွေ့သိရပြီးဖြစ်နိုင်တဲ့ဘာသာရများများမှာအမျက်ဆုံးအမတ်တစ်ခုကိုလှုပ်ခွင့်ရလိုက်တဲ့အတွက်အလ္လာဟ်ရှင်မြတ်ကိုလိုက်လဲကျေးဇူးတင်လိုက်ယုံသာရှိပါတော့တယ်ဒါကြောင့်အခုအမြဲအသုံးများနေတဲ့အွမ်မုလ်ကုရ်အာန်ရဲ့မိခင်လို့ခေါ်တဲ့ဆူရာဖာတီဟာကစပြီးညစဉ်တအာယတ်ရဲ့အဓိပ္ပာယ်ကိုတလုံးချင်းကအစတင်ပြပေးပါမယ်အင်ရှာအလ္လာဟ်ရအောင်ကြက်မှတ်ကြည့်လိုက်ပါအလွန်လွယ်ကူတာရောအချိန်အနည်းငယ်နဲ့များများရတာကိုရောလက်တွေ့မြင်ရပါလိမ့်မယ်ရတဲ့အခါအာရဘီလိုဖတ်လိုက်တာနဲ့မြန်မာလိုနားလည်သွားမယ်အာရဘီလိုဖတ်ရင်းစဉ်းစားသွားနိုင်မယ်ဒီညမှာစပြီးကြက်မှတ်လိုက်ပါBismillahir Rahmanir Rahim Bismi နာမတော်ဖြင့်အလ္လာဟ်ရှင်မြတ်၏အရ်ရဟ်မာန်အနန္တကရုဏာတော်ရှင်ဖြစ်တော်မူသောအရ်ရဟီမ်အလွန်သနာကျင်တော်မူသော Bismillahir Rahmanir Rahim အနန္တကရုဏာတော်ရှင်ဖြစ်တော်မူသောအလွန်သနာကျင်တော်မူသောအလ္လာဟ်ရှင်မြတ်၏နာမတော်ဖြင့်ကျွန်ုပ်အစားပြုပါသည်ဒီအထိတအာယတ်ပြီးသွားပါပြီညစဉ်တအာယတ်အဓိပ္ပာယ်နဲ့တကွရအောင်ချက်တဲ့သူတွေကိုအပူစုအဖြစ်ကျွန်တော်ညစဉ်ဒီလိုဒူအာတောင်းပေးပါမယ်အင်ရှာအလ္လာဟ်အိုးအလ္လာဟ်ရှင်မြတ်သခင်ဒီသူတွေဟာအရှင်ကိုချစ်လို့အရှင်ပေးတဲ့စာထဲမှာဘာတွေမိန့်ထားသလဲဆိုတာသိရှိနားလည်ပြီးလိုက်နာနိုင်အောင်သင်ယူကြက်မှတ်နေကြပါပြီအရှင်လဲသူတို့ကိုချစ်တော်မူပါအရှင်စာတအုပ်လုံးနားလည်အောင်သင်ယူကြက်မှတ်နိုင်တဲ့အင်အားပေးပြီးလိုက်နာနိုင်တဲ့အင်အားလည်းပေးတော်မူပါသူတို့ရဲ့အခက်ခဲဟူသမျှကိုလည်းဖြည့်ရှင်းပေးတော်မူပါအာမင်နေ့စဉ်ဆက်လက်တင်ပြပေးပါမယ်အင်ရှာအလ္လာဟ်ဆရာဟာရှင်တင်မြင့်